အခုတလော TikTok မှာတင်ထားတဲ့စံအတုဗီဒီယိုကြောင့်လူတော်တော်များများစိုးရိမ်နေကြပါတယ်။လက်နဲ့နယ်လိုက်ရင်အခဲလိုက်ဖွသွားတာ3ရက်လောက်ထားတာတော့မတိုးဘူးလို့ပြောနေကြတဲ့ဒီစံတွေကတကယ်ပဲ plastic တွေလား။ဒီနေ့ဗီဒီယိုမှာဒါကိုဘယ်လိုသိပ္ပံနည်းကြစစ်ဆေးရမလဲဆိုတာပြောပြပေးသွားပါမယ်။တကယ်လို့တင်ဝယ်ထားတဲ့စံကိုတန်တရားရှိရင်အိမ်မာတင်ဒီနီးလန်းဒီနဲ့စမ်းသပ်ကြည့်ပါ။စံအနှဲငယ်ကိုမီးရှို့ကြည့်ပါ။ plastic ဆိုရင်မဲမုံနဲ့မီးခိုးတွေထွက်ပြီး plastic လောင်တဲ့အနက် chemical နဲ့ပြင်းပြင်းထွက်လာပါမယ်။စံအစစ်ဆိုရင်ညော်နက်ပဲထွက်ပြီးပြာထိသွားပါမယ်။စံទឹកစုပ်ကိုရေခွက်ထဲထည့်ပြီးမှုေ့လိုက်ပါ။ plastic စံဆိုရင်ရေပေါ်မှာပေါ်လာပါလိမ့်မယ်။စံအစစ်ကတော့ခွက်အောက်ချီမှာနစ်သွားမှာပါ။စံကိုချက်ပြီးပကံသေးမှာဒီအတိုင်းအပြင်မှာထားကြည့်ပါ။ပုံမှန်ဆိုရင်2ရက်3ရက်အတွင်းမှုတက်ဒါမှမဟုတ်တိုးသွားရပါမယ်။လုံးဝမပြောင်းလဲဘူးဆိုရင်တော့ဒါဟာဓာတုပစ္စည်း preservatives ဒီအလွန်အကျွံသုံးခါတာထင်နိုင်ပါတယ်။အချို့သောစံစက်တွေမှာစံကိုကြာရှည်ခံဖို့နေပိုးမထိုးဖို့ဓာတုဆေးတွေသုံးတတ်ပါတယ်။အဲ့ဒီဆေးတွေကဘက်တီးရီးယားပေါက်ဖွားမှုကိုတားဆီးထားလို့3ရက်နေလဲမတိုးတာမျိုးဖြစ်နိုင်ပါတယ်။အချို့သောစံတုလို့ထင်ရတဲ့စံတွေကစံကွဲကိုအမှုတ်လို့အာဟာရဓာတ်တွေထည့်ပြီးစက်နဲ့စံဆေးပုံစံပြန်သွင်းထားတာပါ။ဒါတွေကရေစင်ရင်ပြုတ်သွားတတ်ပြီးမြင်ပလတ်စတစ်တော့မဟုတ်ပါဘူး။အရေးကြီးဆုံးအချက်ကတော့စမ်းသက်လို့အဆစ်ဖြစ်တယ်ပဲထားအောင်တကယ်လို့တင်စားလိုက်လို့ဖိုင်နာတာရင်ကြည့်ရင်ကဲဖြစ်တာဒါမှမဟုတ်ပုံပန်မဟုတ်တဲ့အရာသာခံစားရရင်တော့အဲ့ဒီစံကိုနှမျောမနေပဲစက်မစားပဲရှောင်ကျင်တာအကောင်းဆုံးဖြစ်ပါတယ်။ကျမ်းမာရေးထက်အဖိုးတန်တာဘာမှမရှိပါဘူး။စီစဉ်လေးကိုဒီမှာပဲရပ်ခွင့်ပြုပါခင်ဗျာ။နောက်စီစဉ်တွေမှာပြန်တွေ့ကြရအောင်။ကျွန်တော်ရဲ့တင်ပြမှုလေးကိုကြိုက်နေတဲ့ဆိုရင် like, share, subscribe တွေနဲ့အားပေးခဲ့ပါအောင်ခင်ဗျာ။